ဒါပဲကပရီးမီးယားလိဂ်လေကျွန်တော်တို့ထင်တာအစင်းနဲ့အမပြတ်ပြီးအရင်နေတော့ငါလီဗာပူးလို့ဖလားတိမ်တော့မလားတော့မဟုတ်တော့မင်းကအာဆင်နယ်အဝတ်ကိုတူနဲ့တည်ကြသွားရဲ့29ပွဲကန်အရာမတကယ်တော့မစတီနိုင်ငံနမပဲကွာတယ်ဒါကျွန်တော်တို့ပရီးမီးယားလိဂ်ပဲဗျာပရီးမီးယားလိဂ်ကိုအားပေးရတာအဲ့လိုမျိုးတကယ်ကိုအကျိတ်နေဖြစ်တာမနေ့တော့လီဗာပူးအမပြပြီးဖလားရတာအဲ့လိုထိရင်ခုံမကောင်းတော့ဒါအာဆင်နယ်နဲ့မန်စတီးကနည်းနည်းလေးပဲတကယ်တော့မန်စတီးနိုင်ငံနမလောက်ပဲဒါဆိုတော်တော်လေးကြည့်လို့ကောင်းတယ်အဆင်နဲ့မန်စီးတီးပွဲကိုအဲ့ဒါအမတ်ပေးဖလားချန်ပီယံအဆုံးဖြတ်ပွဲဖြစ်နိုင်တယ်ဗျာဒါပရီးမီးယားလိဂ်ပဲလေတခြားလိဂ်လုံးမှာမဟုတ်တာပရီးမီးယားလိဂ်ဆိုတာနေ့တိုင်းအဲ့လိုသွားအောက်ဆုံးအတင်းနေပထမဟိုးနပတဲ့အတင်းကိုအစင်းတဲ့အတင်းကိုတမတ်ယူနိုင်တယ်ဒါပရီးမီးယားလိဂ်ဟိုကအောက်ဆုံးအတင်းအစင်းနဲ့အစင်းတဲ့အဲ့ဒါတမတ်ရအောင်ယူနိုင်ဒါပရီးမီးယားလိဂ်လေလာမရှင်းနဲ့ကျွန်တော်တို့ပရီးမီးယားလိဂ်အဲ့လိုအကြောင်းကျွန်တော်တို့ပို့ပြီးရင်ခုံရတော့ကျွန်တော်တို့ပရီးမီးယားလိဂ်အမတ်ပေးချန်ပီယံလူပွဲတွေ